ဤဗီဒီယိုသည်နေရာထိုင်ခင်းနယ်ပယ်ရှိတိကျကျွမ်းကျင်မှုဆိုင်ရာအသေးစိတ်ရှင်းလင်းချက်ကိုပေးသည်ဂျပန်နိုင်ငံရှိဟိုတယ်များနှင့်တည်းခိုခန်းများတွင်အလုပ်လုပ်လိုသူတိုင်းအတွက်အသုံးဝင်သောအချက်အလက်များကိုပေးပို့ပါမည်တည်းခိုလုပ်ငန်းအတွက်တိကျကျွမ်းကျင်မှုဗီဇာသည်ဂျပန်ဧည့်ဝတ်ပြုမှုအကြောင်းလေ့လာရန်အခွင့်ကောင်းတစ်ခုဖြစ်သည်လက်ရှိတွင်ဂျပန်ခရီးသွားလုပ်ငန်းသည်ကမ္ဘာတစ်ဝန်းမှဧည့်သည်များကိုကြိုဆိုနိုင်သည့်လူ့စွမ်းအားအရင်းမြစ်များလိုအပ်နေပါသည်နေရာထိုင်ခင်းနယ်ပယ်တွင်တိကျသောကျွမ်းကျင်မှုများတွင်အိမ်ရှိစားပွဲနှင့်ဖောက်သည်ဝန်ဆောင်မှုစသည့်အလုပ်မျိုးမျိုးပါဝင်သည်ပထမဦးစွာဤဗီဇာရရှိရန်အခြေခံအခြေအနေများကိုကြည့်ကြပါစို့အရေးချင်းပြည့်မီမှုလိုအပ်ချက်များသည်အသက်18နှစ်အထက်ဖြစ်ရန်နှင့်လိုအပ်သောစာမေးပွဲကိုဖြေဆိုအောင်မြင်ရန်လိုအပ်ပါသည်စာမေးပွဲ2ခုအောင်ဖို့ရှိတယ်ပထမတစ်ခုကဂျပန်ဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ Job 4သို့မဟုတ်အထက်သို့မဟုတ် Basic ဖြစ်သည်ဒုတိယတစ်ခုကတော့ Accommodation Industry Specific Skills Measurement ကလို့ခေါ်တဲ့အထူးပြုအရေးချင်းစစ်စာမေးပွဲဖြစ်ပါတယ်ဤစာမေးပွဲသည်ဖောက်သည်ဝန်ဆောင်မှုကျင့်ဝတ်တန်ရှင်းမှုနှင့်ဘေးဥပဒ်ကာကွယ်ရေးဆိုင်ရာသင်၏အသိပညာကိုစမ်းသပ်သည်ဤဗီဒီယိုတွင်စာမေးပွဲအတွက်လျှောက်ထားပုံအဆင့်ဆင့်ကိုလမ်းညွှန်ပေးပါသည်ဂျပန်မှာဟိုတယ်တစ်ခုမှာအလုပ်လုပ်တာကအလုပ်တစ်ခုမဟုတ်ဘဲနှလုံးသားကိုဖော်ညွှန်းတဲ့အလုပ်တစ်ခုပါအဓိကတာဝန်များထဲမှတစ်ခုမှာအိမ်ရှိကောင်တာတွင် check in နှင့် check out လုပ်ထုံးလုပ်နည်းများကိုကင်တွယ်ရန်ဖြစ်သည်ဧည့်ကြိုကောင်တာ၏အခန်းကဏ္ဍမှာဧည့်သည်များကိုပြုံးပြုံးရွှင်ရွှင်ကြိုဆိုပြီးတက်တောင့်တက်တာနေထိုင်နိုင်ရန်ကူညီပေးသည်ဧည့်ခန်းတွင်ဖောက်သည်များကိုလမ်းညွှန်ပေးသည့်ဧည့်ခံခြင်းအလုပ်လည်းရှိသည်ယင်းတွင်စားတောက်ဆိုင်များနှင့်ပွဲရုံများတွင်အစားအသောက်များဆောင်ရွက်ပေးခြင်းနှင့်မီနူးများကိုရှင်းပြခြင်းကဲ့သို့သောဖောက်သည်ဝန်ဆောင်မှုတာဝန်များပါဝင်သည်ဂျပန်တည်းခိုခန်းတွေမှာကီမိုနိုဝတ်ပြီးတင့်အခန်းမှာအစားအသောက်တွေကျွေးတဲ့အလုပ်တွေရှိပါတယ်ဧည့်ခန်းများတက်ဆင်ခြင်းနှင့်စီမံခန့်ခွဲရေးကိရိယာများကဲ့သို့သော backspace လုပ်ငန်းသည်လည်းအရေးကြီးပါသည်နေရာထိုင်ခင်းစက်မှုလုပ်ငန်းတွင်တိကျသောကျွမ်းကျင်မှုများဖြင့်သင်သည်ဤအလုပ်များအားလုံးကိုကောင်းစွာဟန်ချက်ညီစွာတွေ့ကြုံခံစားနိုင်ပါသည်ဂျပန်တည်းခိုရေးလုပ်ငန်းတွင်လုပ်ကိုင်ခြင်း၏အကျိုးကျေးဇူးများအကြောင်းအသေးစိတ်ဆွေးနွေးကြပါစို့ဆွဲဆောင်မှုအရှိဆုံးအချက်မှာအမော်ဒလန်ရှိကမ္ဘာအမြင့်ဆုံးဖောက်သည်ဝန်ဆောင်မှုနည်းပညာကိုသင်ယူနိုင်ခြင်းဖြစ်သည်မှန်ကန်သောဂုဏ်သရေရှိဘာသာစကားနှင့်လှပသောဦးလေးများကဲ့သို့သောတသက်တာတည်မြဲစေမည့်ကျင့်ဝတ်များကိုသင်ယူရမည်ဖြစ်သည်ဟိုတယ်များပြသည်အင်းတို့၏ဝန်ထမ်းများအတွက်တန်ရှင်းသောပုဂ္ဂလိကအဆောင်များနှင့်ကုမ္ပဏီအိမ်ယာများကိုပေးဆောင်ကြသည်လုပ်ငန်းခွင်အများအပြားတွင်အရသာရှိသောဝန်ထမ်းများအတွက်အစားအစာကိုလည်းပေးဆောင်ပါသည်ဂျပန်နိုင်ငံ၏ထင်ရှားကျော်ကြားသောခရီးသွားနေရာများနှင့်လှပသောသဘာဝတရားများဝန်းရံထားသည့်နေရာများတွင်သင်နေထိုင်နိုင်ပါသည်ဂျပန်လူမျိုးများကဲ့သို့လူမှုဖူလုံရေးအာမခံနှင့်လူမှုဖူလုံရေးပင်စင်ကဲ့သို့သောလူမှုဖူလုံရေးအကျိုးခံစား권များကိုတင်ရရှိနိုင်ပါသည်
ထို့နောက်အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုကိုစဉ်းစားပါသတ်မှတ်ထားသောကျွမ်းကျင်လုပ်သားနံပါတ်1အတွက်စုစုပေါင်း9နှစ်အထိနေထိုင်နိုင်ပါသည်9နှစ်တာကာလအတွင်းသင်သည်အတွေ့အကြုံများရရှိနိုင်ပြီးပိုမိုအဆင့်မြင့်သောအခန်းကဏ္ဍများသို့ဆက်သွားနိုင်ပါသည်အနာဂတ်မှာအသင်းကောင်းဆောင်ဒါမှမဟုတ်မန်နေဂျာတစ်ယောက်ဖြစ်ဖို့ရည်မှန်းထားတာကကျွန်တော်ရဲ့အိမ်မက်မဟုတ်ပါဘူးနေရာထိုင်ခင်းစက်မှုလုပ်ငန်းတွင်သတ်မှတ်ထားသောကျွမ်းကျင်လုပ်သားနံပါတ်2ဖြစ်လာရန်လမ်းကြောင်းလည်းရှိပြီးသင်အားရေရှည်အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုတည်ဆောက်နိုင်စေပါသည်နံပါတ်2ကိုရောက်တာနဲ့တင့်မိသားစုကိုဂျပန်နိုင်ငံကိုခေါ်ဆောင်ပြီးသူတို့နဲ့အတူနေထိုင်နိုင်ပါတယ်ဒါကဟိုတယ်မှာပုံမှန်နေ့တွေဘယ်လိုသွားလဲစောစောပိုင်းနောက်ပိုင်းနှင့်ညဆိုင်များအပါအဝင်အလုပ်ဆိုင်များစွာကျွန်တော်အလုပ်လာတဲ့အခါကျွန်တော်ရဲ့အသွင်ပြင်ကိုအရင်ရှင်းပြီးအသင်းနဲ့အချက်လက်တွေကိုမျှဝေပါတယ်ယနေ့ဧည့်သည်မီများတဲခိုနေသည်နည်းနှင့်အထူးတောင်းဆိုမှုများရှိမရှိရှာဖွေပါအိမ်ရှိစပွဲမှာအပြုံးလေးနဲ့ယဉ်ကျေးပြူငါစွာနှုတ်ဆက်လိမ့်မယ်ဖောက်တယ်တယောက်ဒုက္ခရောက်တဲ့အခါကိုချင်းစာပြီးအကြံဉာဏ်ပေးတတ်ဖို့အရေးကြီးပါတယ်ကျွန်ုပ်တို့သည်အနီးနားရှိခရီးသွားနေရာများနှင့်အကြံပြုထားသောစားတောက်ဆိုင်များဆိုင်ရာအချက်အလက်များကိုလည်းပေးနိုင်ပါသည်အားလက်ချိန်မှာလုပ်ဖို့ကင်ဘတ်တွေနဲ့စားတောက်ပြီးအနားယူပါတယ်နိုင်ငံတကာဝန်းကျင်ကိုဖန်တီးပေးသည့်နိုင်ငံစုံဝန်ထမ်းများဖြင့်လုပ်ငန်းခွင်များစွာရှိသည်ဂျပန်သားမကအင်္ဂလိပ်နှင့်သင်မိခင်ဘာသာစကားကိုပါအသုံးပြုနိုင်သည့်အခြေအနေများစွာရှိသည်ဤနေရာမှကျွန်ုပ်တို့သည်ဗီဇာလျှောက်ထားခြင်း၏တိကျလုပ်ငန်းစဉ်ကိုရှင်းပြပါမည်ပထမဦးစွာသင်အလုပ်လုပ်လိုသည့်ဟိုတယ်သို့မဟုတ်တဲခိုခန်းကိုရှာဖွေပါအင်တာဗျူးတစ်ခုတက်ရန်နှင့်အလုပ်ကမ်းလှမ်းမှုကိုလက်ခံပါအလုပ်သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးပြီးနောက်မှတ်ပုံတင်ရေးအေဂျင်စီသို့မဟုတ်ကုမ္ပဏီသည်သင်အားစာရွက်စာတမ်းပြင်ဆင်မှုတွင်ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်Certificate of Eligibility (CO) ကိုထုတ်ပေးပြီးသည့်နှင့်သင့်မိခင်နိုင်ငံရှိဂျပန်သံရုံးတွင်ဗီဇာလျှောက်ထားပါဂျပန်ကိုပထမဆုံးအကြိမ်ရောက်တာတောင်မှဂျပန်ကုမ္ပဏီကမင်းဘဝအတွက်ပြင်ဆင်ပေးမှာသေချာပါတယ်သင်အားလေဆိပ်တွင်ခေါ်ဆောင်ခြင်းဘဏ်အကောင့်ဖွင့်ခြင်းနှင့်စီမံခန့်ခွဲရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများပြီးမြောက်ခြင်းစသည့်အရာများအတွက်ကျွန်ုပ်တို့ကူညီနိုင်ပါသည်တဲခိုခန်းလုပ်ငန်းတွင်ကျွမ်းကျင်မှုစာမှုပွဲအတွက်ပြင်ဆင်ခြင်းဆိုင်ရာအကြံဉာဏ်များကိုလည်းပေးပါသည်စာမေးပွဲတွင်ဂျပန်ဘာသာဖြင့်ဆက်သွယ်ရေးကိုအလေးထားပြီးစာရေးခြင်းနှင့်လက်တွေ့ကျွမ်းကျင်မှုနားထောင်ခြင်းစသည်ပါဝင်သည်
နည်းပညာဆိုင်ရာဝေါဟာရများသာမကဂျပန်ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများကိုလည်းလေ့လာရန်လိုအပ်ပါသည်ဥပမာအားဖြင့်ဖနက်ချွတ်ခြင်းအလေးထားနှင့်ရေချိုးနည်းတို့ကိုသိရှိရန်လည်းလိုအပ်ပါသည်တရားဝင် website တွင်လေ့လာမှုစာသားကိုအကြိမ်များစွာဖတ်ပြီးလက်တွေ့ပြဿနာများကိုဖြေရှင်းပါတရားဝင်စာသား e-link ကို e-video ၏အကျဉ်းချုပ်ကဏ္ဍတွင်တင်ထားသည်တင်စိတ်ဝင်စားသောလစာများသည်ဒေတာနှင့်ကုမ္ပဏီပေါ်မူတည်၍ကွဲပြားနိုင်သည်အတွေ့အကြုံပေါ်မူတည်၍လစာယန်တရာ80သူညမှ250သူညဝန်းကျင်ခန့်ရှိသည်အချိန်ပိုလိုအပ်ပါကအချိန်ပိုလစာကိုဥပဒေအရလိုအပ်သလိုပေးဆောင်မည်ဖြစ်သည်အကယ်၍တင်သည်ညဆိုင်လှုပ်ဆင်းပါကညနှောင်းပိုင်းလောက်ခထပ်ဆောင်ရသောကြောင့်တင့်ဝင်ငွေတိုးလာမည်အကယ်၍တင့်ကုမ္ပဏီမှငှားရမ်းကအကူအညီပေးမည်ဆိုပါကတင်ဤလစဉ်နေထိုင်မှုကုန်ကျစရိတ်ကိုလျှော့ချနိုင်သည်ဂျပန်နိုင်ငံတွင်နေထိုင်မှုစရိတ်နှင့်စုဆောင်းငွေကိုကြိုပြီးပုံဖော်ကြည့်ရအောင်ဂျပန်နိုင်ငံရဲ့ဆောင်းရာသီကအေးပြီးနွေရာသီကပူပေမဲ့ဟိုတယ်အတွင်းကအပူချိန်ကအမြဲတမ်းအဆင်ပြေပါတယ်အလုပ်သွားဖို့အတွက်ဝတ်စုံလှလှလေးဝတ်တာက professional တယောက်အနေနဲ့ဂုဏ်ယူစရာပါပဲဒီအလုပ်ရဲ့အကြီးမားဆုံးပျော်ရွှင်မှုကတော့ဖောက်သည်တယောက်ကကျေးဇူးတင်ပါတယ်လို့ပြောတဲ့အခါတင့်အပြုံးသည်ကျွန်ုပ်တို့၏ဖောက်သည်များအတွက်ဂျပန်အမတ်တရဖြစ်လာလိမ့်မည်ဒီမှာတကယ်အလုပ်လုပ်နေတဲ့ကျွန်တော်ရဲ့တက်ကြီးရွယ်အိုတော်တော်များများကသူတို့ဂျပန်တွေတိုးတက်လာတယ်လို့ပြောကြတယ်အခြားသူတဦးကဂျပန်ကျင့်ဝတ်ကိုသင်ယူခြင်းကကျမကိုယုံကြည်မှုပိုရှိစေတယ်ဟုဆိုသည်တခါတရံမှာအခက်ခဲရှိနိုင်ပေမဲ့တင့်တငယ်ချင်းတွေကတင့်ကိုအမြဲကူညီပေးမှာပါဂျပန်ဟိုတယ်လုပ်ငန်းသည်တင်၏အာရုံခံစားမှုနှင့်စွမ်းအင်အသစ်များကိုစောင့်မျှော်နေပါသည်ဤဗီဒီယိုကိုယနေ့တင်ကြည့်ရှုသည့်အချိန်၌ဂျပန်နိုင်ငံတွင်အလုပ်အတွက်ကြိုတင်ပြင်ဆင်မှုစတင်သည်ဂျပန်စကားနှုတ်ဆက်ပြီးပြုံးပြုံးရွှင်ရွှင်လေ့ကျင့်ခြင်းဖြင့်စလိုက်ရအောင်ဂျုပ်ကိုနေ့တိုင်းဖြည်းဖြည်းချင်းဆက်လေ့လာဖို့အရေးကြီးတယ်ကျွမ်းကျင်မှုဗီဇာသည်တင်၏အနာဂတ်ကိုချဲ့ထွင်ရန်တင်၏လက်မှတ်ဖြစ်သည်ဂျပန်မှာအလောက်ကတဆင့်တင်နဲ့ပတ်သက်တဲ့အသစ်စမ်းတွေကိုရှာဖွေလိုက်ပါတင့်တွင်လုံထုံးလုံနည်းနှင့်ပတ်သက်ပြီးမေးစရာများရှိပါကယုံကြည်စိတ်ချရသောအေဂျင့်နှင့်တိုင်ပင်ပါမယိုးသားသောရောင်းချသူများနှင့်တရားဝင်အချက်အလက်များကိုယုံကြည်ရန်သတိထားပါဤ channel သည်အမြဲတမ်းတိကျပြီးနောက်ဆုံးပေါ်အချက်အလက်များကိုပေးပါသည်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
အကြောင်းအရာကအထောက်အကူဖြစ်တယ်ဆိုရင်လက်မှတ်ထောင်တဲ့ခလုတ်ကိုနှိပ်ပါသတင်းအချက်အလက်သစ်များကိုပထမဆုံးရရှိရန်ကျွန်ုပ်တို့၏ channel ကိုစာရင်းသွင်းပါကျေးဇူးပြု၍သင်ပန်းတိုင်များနှင့်မေးခွန်းများကိုမှတ်ချက်များကဏ္ဍတွင်ရေးပါဤနေရာတွင်တူညီသောအိမ်မက်ရှိသည့်တငယ်ချင်းများနှင့်ဆက်သွယ်နိုင်သည်ကျွန်ုပ်တို့သည်ဂျပန်တွင်တစ်အလုပ်ရှာဖွေခြင်းကိုစိတ်ရင်းမှန်ဖြင့်ထောက်ခံပါသည်ကောင်းကောင်းပြင်ဆင်ပြီးစိန်ခေါ်မှုကိုယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်လိုက်ပါဂျပန်နိုင်ငံရဲ့လှပတဲ့ရှုခင်းတွေနဲ့နှွေးထွေးတဲ့လူတွေကတင့်ကိုစောင့်ကြိုနေပါတယ်နောက်တစ်ခါဂျပန်မှာတွေ့ဖို့မျှော်လင့်နေပါတယ်မင်းရဲ့အိမ်မက်တွေကိုလက်မလွတ်လိုက်ပါနဲ့ခြေလန်းတလန်းလှမ်းလိုက်ပါမင်းရဲ့ကြိုးစားမှုကအမြဲတမ်းရလဒ်ကောင်းတွေရလိမ့်မယ်နောက်ဗီဒီယိုမှာတွေ့မယ်နှုတ်ဆက်ပြီးကံကောင်းပါစေ။